အားလုံးပဲမင်္ဂလာပါ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော် composition business series မှာဆိုရင်leader line လေးပဲဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ episode မှာဆိုရင်ကျွန်တော် real tag အကြောင်းကိုတင်ပြခဲ့ပြီးပဲဖြစ်ပါတယ်မသိသေးဘူးဆိုရင်တော့အဲဒီ real tag video လေးကိုပြန်လည်သွားကြည့်ဖို့ကျွန်တော်တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဓိက videography photography တွေအဆင့်ကျော်လိုက်မယ်ဆိုရင်တကယ်ကိုနားမလည်နိုင်တဲ့အရာမျိုးပြတ်သွားနိုင်တယ်တော်တော်များများကျွန်တော်အဲ့လိုမျိုးเนาะ self learning အဲ့လိုမျိုးလုပ်တဲ့လူတွေတော်တော်များများကဘာလို့နားမလဲတဲ့ပြီးတော့ YouTube video ကြည့်ပြီးဘာလို့မကျွမ်းကျင်တာလဲဆိုတာမျိုးကဒီချက်တွေကြောက်ပါဒီလိုမျိုးစင့်ကြော်ပြီးတော့အဲ့လိုလေ့လာလို့မရပါဘူးနားမလည်မှုတွေဖြစ်သွားနိုင်တယ်เนาะ Okay ကျွန်တော်အခုပြောပြမယ့်အကြောင်းလေးက leading line လေးပဲဖြစ်ပါတယ် Okay leading line ဆိုတာဘာလဲတော့အရှိမ real tag ကသင်ကြားပြီးပါပြီဆိုတော့ real tag ဟိုမှာကျွန်တော်တစ်ဆင့်ထက်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး leading line ဆိုတာဘာလဲအဲ့အကြောင်းနဲ့ပတ်သက်ပြောမယ်ဆိုရင်ကျွန်တော် leading line ဆိုတာကျွန်တော်ဓာတ်ပုံထဲမှာရှိတဲ့မြင်းချောင်းများကိုအသုံးချပြီးတော့မျက်စိကိုကျွန်တော် subject စီကိုဥတည်ပြီးသွားခြင်းပဲဖြစ်ပါတယ်ပေါ့နော်ပြီးတော့ရှက်ဝါလာမသိဘူး Okay ဒီမြင်းချောင်းတွေမှာဆိုရင်ကျွန်တော်ကမြင်းချောင်းကြီးတွေပဲဖြစ်နေကြမလို့ကျွန်တော်ရှုခင်းတဲ့ပုံရိုက်မယ်ဆိုရင်တော့ကျွန်တော်အဲ့လိုမျိုးတဘာဝမှာပေးထားပြီးသားမြင်းတွေရှိတယ်ပေါ့နော်ကျွန်တော်ဥပမာကားလမ်းမတို့မြင်းတွေကျွန်တော်တိုက်တွေအဲ့ဒါတွေအကုန်လုံးမြင်းတွေပါပဲအဲ့တော့အိမ်တွေမှာစောင့်မယ်ဆိုရင်ကျွန်တော်ကအော်ကျိုးတွေရှိရလေအဲ့ဒါတွေမြင်းတွေပဲအဲ့ဟာတွေကိုကျွန်တော်ကဥတည်ပြီးရိုက်ကူးခြင်းပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒါအောင်မှကျွန်တော်ကောက်ကွေးတဲ့အောက်ချောင်းတွေလည်းပါရင်ပါမယ်ကြောက်ပြားတွေဒါမှမဟုတ်အေကားတွေလည်းပါရင်ပါဘာမှမဆိုဖြစ်နိုင်တယ်ပေါ့နော်ဒါကြီးကလုံးဝစာအုပ်ကြီးတိုင်းကျွန်တော်သွားလို့မရဘူးအဲ့ဒါအောင်မှကျွန်တော်ဖန်တီးတဲ့သူရဲ့အမည်နဲ့ပေါင်းဆက်လိုက်ပဲဆိုရင်ကျွန်တော် leader line ကလုံးဝကနန်ဝင်ဆန်တဲ့မိကားတစ်ခုဖြစ်သွားမှာပေါ့ဗျာ Okay အဓိကတော့ကျွန်တော်မျက်စိကိုတနေရာလေးကိုဥတည်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်ဒါရဲ့ရည်ရွယ်ချက်ကလေဘာကြောင့်ထိရောက်တာလဲ leading line နေရပါတော့ကျွန်တော်ရဲ့လူအုပ်နောက်မှာဆိုကျွန်တော်မြင်းချောင်းကိုမြင်မယ်ဆိုရင်အစုံအထိကိုကျွန်တော်ကြည့်တတ်တဲ့ကျင့်ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ပဲကျွန်တော် leading line ကိုကျွန်တော်ကောင်းကောင်းသုံးထားတဲ့ဓာတ်ပုံတွေမှာဆိုရင်ကြည့်ရှုတဲ့လူကိုကျွန်တော်ကဆွဲဆောင်မှုရှိရှိနဲ့မျက်စိကိုရက်တက်မစေဘဲနဲ့ပုံထဲကိုစီးဝင်သွားတဲ့စိတ်ဖြစ်သွားတယ်ပေါ့ဗျာပုံမှန်ဆိုရင်ကျွန်တော်နှဆိုင်မှုရှိသလိုမျိုးခံစားရတယ်ပုံမှန်ဆွဲဆောင်မှုရှိနေတယ်ပြီးတော့ subject ကိုပို့ပြီးတော့အာရုံစိုက်မိတယ်ပေါ့နော်ကျွန်တော် leading line စုံတဲ့နေရာကျွန်တော် subject လို့ခေါ်တာကို subject ကိုပို့ပြီးတော့အာရုံစိုက်မိစေတယ်ပေါ့နော်ဥပမာကျွန်တော် leading line စုံတဲ့နေရာမှာလူတစ်ယောက်ကရက်နေတယ်ဆိုရင်အဲ့လူကိုကျွန်တော်ကတန်းမြင်တာကျွန်တော် line ကိုအရင်တန်းမြင်တာမဟုတ်ဘူးအဲ့လားဆိုရင်တော့ကျွန်တော်တို့နည်းနည်းပါတိလောက်ပြီးလို့ထင်ပါလေ leading line အမျိုးအစားတွေကတော့ဘာလဲအများကြီးရှိတယ်ခုနားလည်လွယ်အောင်လို့ပြောမှဆိုရင်ကျွန်တော် straight line ပေါ့နော် straight line ဆိုတော့လုံးဝတန်းနေတဲ့ပြင်ကြောင်းတွေပေါ့အနီးနားပတ်ဝန်းကျင်မှာပဲရှိတယ်အဲ့ဘာလဲဆိုလမ်းမတွေပြီးတော့ရထားလမ်းနေပြီးတော့တရားတွေကြော်ကြားဆုံးကျွန်တော်တို့ရဲ့အဲ့လို leading line မှာပဲပေါ့နော်ပုံလေးမှာဒေါက်မီးတွေထည့်လိုက်မယ်ဆိုရင်ကျွန်တော်ကအဲ့ဒီ movement ပို့ပြီးခံစားစေရတယ်ဥပမာကန်တွေအုတ်ခုံတွေခုံတွေဝဲခုံတွေပေါ့အဲ့လိုဒေါက်မီးတွေပါတဲ့ဟာမျိုးတွေနဲ့ကျွန်တော်ရိုက်ကူးတာပဲဖြစ်ပါတယ်နော် cuff line ပေါ့ကောက်ကြောင်းကျွန်တော်အဲ့ဒါကြတော့ကျွန်တော်မောင်းနေတဲ့လမ်းတွေဒါမှမဟုတ်မြစ်ချောင်းတွေကမ်းခြေတွေမှာဆိုရင်ဒါတွေကပုံပုံပို့ပြီးတော့ပြီးပို့ပြီးရစေတယ်ဗျာကျွန်တော် straight line နဲ့မတူဘဲနဲ့ဒါကပို့ပြီးတော့ clean လေးဖြစ်စေတဲ့ခံစားချက်မျိုးရှိတယ်ကောက်ကြောင်းလေးမြစ်ချောင်းလေးတွေကောက်နေတာမျိုးတွေအဲ့ဒါအလုံးဝသဘောဆက်ဆံပေါ့နော်တော့နောက်တစ်ခုကကျတော့ imply line ဆိုတာရှိတယ်ကျွန်တော်မမြင်ရတဲ့ line တွေနဲ့ရိုက်ကူးတာပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်လူတစ်ယောက်ကတနေရာကိုကြည့်နေတဲ့ဥတီချက်ဒါမှမဟုတ်ကျွန်တော်လက်ညှိုးထိုးထားတဲ့ဥတီချက်ဒါတွေကမြင်းချောင်းမပေါ်ပေမဲ့မျက်စိကိုဆွဲဆောင်စေနိုင်ပါတယ်ပေါ့နော်